2025 ခုနှစ်သစ်ကာလအခါသမယမှာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးရန်ကင်းကြပါစေ။စိတ်ဆင်းရဲခြင်းကင်းကြပါစေ။ကိုယ်ဆင်းရဲခြင်းကင်းကြပါစေ။ကိုယ်စိတ်နှပြကျန်းကျန်းမာမာချမ်းချမ်းသာသာဖြင့်မိမိတို့၏ခန္ဓာဝန်ကိုရွတ်ဆောင်နိုင်ကြပါစေ။ကတိသုံးပါးယန္တမျိုး၅ပါးဘေးတို့မှကင်းဝေးချမ်းသာကြပါစေ။ဆင်းရဲဒုက္ခအပေါင်းမှလွတ်မြောက်၍စည်းစိမ်ချမ်းသာများတိုးပွားနိုင်ကြပါစေ။လူအချင်းချင်းလှည့်ပတ်ခြင်းကင်းရှင်းကြပါစေ။အထင်သေးခြင်းအချင်းချင်းကင်းရှင်းကြပါစေ။ဆင်းရဲလိုခြင်းအချင်းချင်းကင်းရှင်းကြပါစေ။တဦးနဲ့တဦးကောင်းကျိုးလိုလားသောစေတနာမေတ္တာများအပြန်အလှန်ထားရှိနိုင်ကြပါစေ။လောကအကျိုးလူအကျိုးများကိုသယ်ဖို့ဆောင်ရွက်နိုင်ကြပါစေ။ကိုယ်စိတ်ချမ်းသာခြင်းဤကြောင်းကောင်းမြတ်သောခတ်သိမ်းဥသောအလုံးစုံကုန်သောမင်္ဂလာအပေါင်းတို့ဖြစ်တည်နိုင်ကြပါစေ။ခတ်သိမ်းကုန်သောနတ်မြတ်နတ်ကောင်းနတ်အပေါင်းတို့အမြဲမပြတ်စောင့်ရှောက်ကြပါစေ။ယရဏသုံးပါးဤတကုဒီဇောမေတ္တာအာနုဘော်တော်တို့ကြောင့်နေရောညင်မှာဘေခမပြတ်အခခတ်သိမ်းကိုယ်စိတ်နှဖျားငြိမ်းချမ်းသာခြင်းရှိကြပါစေကုန်သတည်း